ကရင်လူမျိုးပါတဲ့လူတွေကရင်လူမျိုးတွေရှိမယ်မြန်မာလူမျိုးတွေရှိတယ်အခြားလူမျိုးတွေရှိမယ်ဘာလို့လဲကျွန်တော်ကရင်လူမျိုးတွေကချစ်ဖို့ကောင်းတယ်လို့ပြောပါကျွန်တော်ကရင်လူမျိုးတွေမှာတချို့12မျိုးပြောတယ်တချို့13မျိုးပြောတယ်ဒါပေမဲ့13မျိုးထားဒါပေမဲ့ကျွန်တော်13မျိုးရှိပြီပဲလေကျွန်တော်အလံတော်တစ်ခုပဲရှိတယ်ဟုတ်တယ်နော်တချို့ကနိုင်ငံရဲ့ခြားမှာရှိတယ်တချို့ကထိုင်းနိုင်ငံမှာရှိတယ်တချို့ကဒီတောင်ပေါ်မှာရှိတယ်မြေထဲမှာရှိတယ်ဟိုရောက်ဒီတိုင်းမှာလည်းရှိတယ်ဒါโอเคဒီချင်းလို့ရှိရင်ပေါ်ပြီးရုံးတယ်ပေါ်ပါတယ်ပေါ်ပြီးရုံးတာတော့ဗီဒီယိုလေးကကျွန်တော်ပြေးတော့နေတယ်တော့တော့ဒီရတဲ့ဒီခါပေါ်လာကျေပေါ်ကလူ
တဲ့သူတွေကရင်မျိုးမျိုးပါတဲ့လူတွေကရင်မျိုးမျိုး